ဒီဖေမကြီးဟာပျောက်ဆုံးနေတဲ့သူ့ရဲ့မြေလေးကိုလိုက်ရှာနေခဲ့တယ်။တနေ့တော့မိန်းကလေးနှစ်ယောက်ဖေမကြီးရဲ့ရှစ်ကိုရောက်လာကြတယ်။သူတို့နှစ်ယောက်စလုံးဟာဖေမကြီးရဲ့မြေလေးပါဆိုပြီးအခိုင်အမာပြောနေကြတယ်။ဒါပေမဲ့အဲ့ဒီထဲကတယောက်ကတော့ဖေမကြီးရဲ့ပစ္စည်းဥစ္စာတွေကိုလိုချင်လို့ရောက်လာခဲ့တာပါ။ဖေမကြီးစီမှာအရင်တုန်းကတပုံဟောင်းတပုံပဲရှိပါတယ်။မျက်နှာကိုကြည့်လိုက်တော့နှစ်ယောက်စလုံးကသူ့မြေလေးနဲ့တူနေကြတယ်။ဒါကြောင့်အမှန်တရားကိုသိဖို့အတွက်ဖေမကြီးကစမ်းသပ်မှု၃ခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ပထမဆုံးစမ်းသပ်ချက်ကတော့အပြေးပြိုင်ပြီးရင်စံပင်ကိုကြည့်ပြီးဆုံးဖြတ်မယ်။အချိန်ဆက်မလိုက်တာနဲ့မိန်းကလေးနှစ်ယောက်စလုံးပြိုင်တူပြေးကြရတယ်။တယောက်ကတော့ပြင်းနေပေမဲ့စံပင်တွေကကြော့ရှင်းနေတယ်။နောက်တယောက်ကတော့စံပင်တွေကရှုပ်ပွားပြီးဖရိုဖရဲဖြစ်နေတယ်။ဖေမကြီးကတော့စံပင်လာတဲ့ကောင်မလေးကိုမှတ်ပေးလိုက်တယ်။ဒုတိယပြိုင်ပွဲကတော့ဆိုင်ကယ်စီးပြီးရင်စံပင်ကိုကြည့်မယ်။သူတို့နှစ်ယောက်စလုံးကိုဆိုင်ကယ်ကိုအရှိန်နဲ့မောင်းကြရတယ်။ပြိုင်ပွဲပြီးသွားတဲ့အခါမှာတော့တယောက်ရဲ့စံပင်ကတော့ငကိုတိုင်းပဲကြော့ရှင်းလာပါနေတယ်။နောက်တယောက်ရဲ့စံပင်ကတော့ရှုပ်ပွားပြီးဗုဒ္ဓိုက်ဖြစ်နေပြန်တယ်။ဒီတစ်ခါလဲစံပင်လာတဲ့ကောင်မလေးကိုမှတ်ပေးလိုက်ပြန်တယ်။နောက်ဆုံးပြိုင်ပွဲကတော့အကင်ဆိုင်ဘေးမှာတနာရီတီးတီးမတ်တက်ရက်ခိုင်းပြီးစံပင်ကိုပြန်ကြည့်မယ်။မိခိုးတွေကြားမှာဘသူစံပင်ကပိုကောင်းမလဲကြည့်ဖို့ပါ။တယောက်ရဲ့စံပင်ကမိခိုးတွေကြောင့်၆ကပ်ပြီးရှုပ်ပွားသွားပေမဲ့နောက်တယောက်ကတော့ကြော့ရှင်းပြီးလှနေတုန်းပါပဲ။ပြိုင်ပွဲတွေပြီးသွားတော့ဆုံးဖြတ်ဖို့လုပ်တယ်။အားလုံးကတော့စံပင်လာတဲ့ကောင်မလေးကိုမြေစစ်လို့ထင်နေကြတယ်။ဒါပေမဲ့ဖေမကြီးကတေချာကြည့်လိုက်တော့ဓပုံထဲကမြေလေးရဲ့စံပင်နဲ့မျက်နှာအနေထားဟာစံပင်ရှုပ်ပွားနေတဲ့ကောင်မလေးနဲ့ဆင်နေတာသတိထားမိသွားတယ်။အဲ့ဒီချိန်မှာဖေမကြီးကတခုတတိယသွားတယ်။သူ့မြေလေးဟာငယ်ငယ်လုံးကစံပင်တွေအမြဲရှုပ်ပွားနေတတ်တယ်။အဲ့ဒီတုန်းကဖေမကြီးကိုယ်တိုင်ထူးခြားတဲ့ခေါင်းလျှော်စေးတပူပေးခဲ့ဘူးတယ်။အဲ့ဒါကိုသုံးတဲ့ရင်စံပင်တွေကနူးအီပြီးကြော့ရှင်းသွားတယ်။ဒါကြောင့်စံပင်လာတဲ့ကောင်မလေးဟာသူ့မြေစစ်ဖြစ်ကြောင်းကြေညာလိုက်ပါတော့တယ်။ဘလောက်ပဲဟန်ဆောင်ကောင်းကောင်းအချိန်နဲ့ရင်တော့အမှန်တရားကပေါ်လာပြီးကြံခဲ့ရတာပါပဲ။